ကားကြိုက်ရသူတွေလုံးဝအကြိုက်လို့သွားစီမဲ့တဲကားတစ်ကားနဲ့ကျွန်တော်ဒီနေ့မိတ်ဆက်ပေးချင်ပါတယ်ဒီကားရနောက်24ရက်ဖက်ရှိထားပြီးတော့ INTV 7.9 G ရရှိထားတဲ့တိတ်ဟူးမန်းဆိုတဲ့တဲကားလေးပဲဖြစ်ပါတယ်ဗျဒီစကားလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်ချမ်းသာတဲ့မိသားစုစုကရုတ်တရက်ဆိုသူတို့ခွန်းစားတဲ့ယောဂတွေဖြစ်ပွားနေတယ်ဒါကြောင့်မို့သူက Necro ဆရာတွေကိုခေါ်မိလိုက်တဲ့အခါမှာသူတို့ဘိုးဘီမြောက်ထားတဲ့မြေနေရာတွေကမတန်းလို့ဆိုပြီးဖြစ်လာတယ်ဒါကြောင့်မို့သူကဆာယာဘာယာလူတွေကိုခေါ်ပြီးဘိုးဘီမြောက်ထားတဲ့မြေနေရာကိုသွားတယ်ပြီးတော့အလောင်းတွေကိုထိုးခေါ်ပြီးမိသိချုပ်ကိုပြုတ်လုပ်နေရတယ်အောက်လုံးနေစဉ်အတွင်းမှာပဲဘိုးကရွာချတာကြောင့်အလောင်းတွေကိုမိသိမကြိုတော့ဘဲနဲ့ရင်ဝဲရုံမှာခဏထားရတယ်နောက်လာတဲ့အခါမှာဒီရင်ဝဲရုံအဆောင်ကဒီအခေါင်းတွေကြားထဲမှာရွှေငွေတွေပဲရှိမလားဆိုပြီးအခေါင်းတွေကိုဖွင့်ကြည့်လိုက်မိတယ်အဲ့လိုဖွင့်လိုက်တဲ့အခါမှာပဲဒီအခေါင်းတွေထဲမှာရှိတဲ့ဝင်းကြီးတို့တွေကထွက်ကြည့်လာပြီးတော့တမီသားစလုံးကိုတယောက်ဘူးတယောက်ကိုရဲစမ်းတော့လိုက်နေတက်ဖြတ်ပါနေရောကွာနောက်ပိုင်းမှာဒီအောင်တန်းဆရာတွေမော်ဆရာတွေကဒီအလောင်းတွေကိုမီးရှို့လိုက်ပြီးတော့ဝင်းကြီးတွေကိုဒီနှိမ်နှင်းလိုက်တယ်ပေါ့တနင်္လာကဒီမှာပြီးသွားပြီလို့ထင်ကြပေမဲ့ဒီကနေ့ပြဿနာကဒီအလောင်းတွေရဲ့ပြီးနာမှာဇော်ရိုးကြီးမြုပ်ထားတဲ့နောက်ထပ်အလောင်းတစ်ခုရှိသေးတယ်ဒီအလောင်းကဆိုရင်ရက်ရှိပေကျော်ပြီးနှစ်ပေါင်း400ကျော်နေတဲ့ဝင်းကြီးတို့တစ်ကောင်အောင်ဖြစ်နေပြီသူတို့ဆောင်းတော့လောက်ခဲ့တဲ့လောက်ရက်တွေကြောင့်ဒီနဆိုးကြီးကပါထပ်ပြီးနိုးထလာပြီးတော့သူတို့တမီသားတို့ကိုတယောက်ဘူးတယောက်ကိုရဲစမ်းလိုက်နေတက်ဖြတ်ပါနေရောကွာဒီနဆိုးကောင်ကြီးအစွမ်းရမ်းကြီးပြီးတော့လူတွေကိုကြီးလက်ရောက်တက်နိုင်တဲ့ဒီတော့မှာအစွမ်းကြီးလွန်အားကြီးတယ်ဒါကြောင့်ပဲဒီမိသားစုတွေအနေနဲ့ပြဿနာတစ်ခုတော့ရင်စားလို့မပြီးသေးဘူးနောက်တဲ့ပြဿနာတစ်ခုနဲ့ရင်စားရတဲ့အခါမှာတော့သူတို့တွေအနေနဲ့ဘယ်လိုမျိုးတွေရုန်းကန်သွားမလဲဆိုတော့ကျွန်တော်ဒီနေ့ကြည့်ကြရမယ်တရင်ရေပေါ်စကားခေါင်းမျိုးဖြစ်ပါတယ်ဗျဒီစကားလေးကတက်တော့ပေါ်မှာနာမည်ရမ်းကြီးပြီးတော့ဒီကားလေးအစားတော့ကို channel ပေါ်မှာမြန်မာတော်တော်ပြီးကြည့်လို့ရနေပါပြီ channel ကိုဝင်ဒီကိုလည်းကျွန်တော်ပြင်ဗီဒီယိုလေးမှာသိသိရှင်းပြပေးထားတယ်ဗျအကယ်၍ဆိုတော့နားမလည်ဘူးဆို comment မှာဟိုင်းခဲ့ပြီပါကျွန်တော် channel လေးပြချပေးပါဗျကျွန်တော်တို့ channel ကဒီလိုပဲဖြစ်ပါတယ်ဆုံးတိကျကျပြီးတဲ့ကြောင့်ကျွန်တော်ကျေးဇူးတူတူရှိပါတယ်ဗျ